နာဂတ်အတွက်စိုးရိမ်နေနဲ့ဘာမှမလုပ်ချင်တော့ဘူးလားမင်္ဂလာပါဆွေဆွေပါ Life and Mindset Coach တယောက်ဖြစ်ပါတယ်တခါလေကြာရင်ဆွေဆွေတို့အနေနဲ့အခုလိုစူးစမ်းနေပြီမဲ့ကိုရချင်တဲ့ရလက်မရရင်မဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေခဏခဏဝင်တက်ကြပါတယ်အဲ့တော့အဲ့လိုအတွေးတွေကြောင့်ဆွေဆွေတို့အနေနဲ့စိတ်ပင်ပန်းလာတယ် overthinking ဖြစ်လာတယ်နောက်ဆုံးဘာမှမလုပ်ချင်တော့ဘူးဆိုတဲ့အခြေအနေအထိကိုရောက်သွားတတ်ကြပါတယ်အဲ့တော့တခါလေကြာရင်အဲ့ဒါကိုပြင်းတယ်လို့ထင်တယ်ဒါပေမဲ့တကယ်ကအဲ့ဒါပြင်းတာမဟုတ်ဘူးပေါ့နော်အဲ့ဒါကို fear of uncertainty လို့ခေါ်ပါတယ်အနာဂတ်ကမတည်ကြတော့စိတ်ကအဆိုးဆုံးတွေကိုပဲဖန်တီးပြီးတော့မြင်အောင်တာဥပမာနဲ့မအောင်မြင်ရင်ဘယ်လိုလုပ်မလဲမဖြစ်လာရင်ဘယ်လိုလုပ်မလဲငါဒါလုပ်လိုက်ရင်လူတွေဘယ်လိုမျိုးမြင်မလဲအဲ့ဒီအတွေ့အကြုံတောက်လျှောက်ဝင်တက်ကြပါတယ်ဒါပေမဲ့တစ်ခုသိထားမှာကခုကိုလုပ်နေတဲ့အလုပ်ကအနာဂတ်ကို control လုပ်ဖို့မဟုတ်ဘူးဒီနေ့ရဲ့ next step ကိုလုပ်ဖို့အဲ့တော့အခုလိုမျိုးအနာဂတ်ကိုတွေးပြီးတော့စိုးရိမ်ပြီးတော့ဘာမှမလုပ်ချင်တော့ဘူးဆိုတဲ့အခြေအနေမျိုးကြုံနေရဲ့အဲ့လိုအခြေအနေမျိုးကိုကြော်ဖြတ်ဖို့အတွက်ကိုလုပ်လို့ရမယ့် steps လေး၃ခုကိုနောက်ဗီဒီယိုမှာ sharing လုပ်ပေးသွားပါမယ်ကျေးဇူးတင်ပါတယ်